ဂျပန်နိုင်ငံတိုကျိုမြို့ရဲ့တနေရာမှာထောင်တစ်ခုရှိကအဲ့ဒီထောင်မှာဂန်လို့ခေါ်တဲ့လို့အပွဲစီတစ်ခုကရှယ်ဒိုလို့ခေါ်တဲ့စိုးနစ်လို့ဂျိုသားတစ်ကောင်ကိုထိမ့်သိမ်းဆောင်ကြည့်နေပါတယ်။စေးရီအပြည့်နဲ့ဖန်လုံအိမ်ထဲမှာအထက်ခံထားရတဲ့ရှယ်ဒိုကအထိတ်ကအကြောင်းအရာတွေကိုပြန်ပြီးတော့မြင်နေရကအဲကနေတစ်စင်တငယ်ချင်းဖြစ်သူမာရီယာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတာမလို့သတိမင်းနေပါတယ်ဆိုတဲ့ရှယ်ဒိုကအတိတ်ကဖြစ်ရဆိုးတွေကြောင့်မလို့အသီးစိတ်ပြန်ဝင်လာကနောက်ဆုံးမှတော့ဖန်လုံအိမ်ထဲကနေဖောက်ထွက်လာပါတယ်။ဒါကိုမြင်လိုက်ရတဲ့အဆောင်တွေကတားဖို့လုပ်ပေးမယ်ရှယ်ဒိုကသူ့ရဲ့အစွမ်းနဲ့ပဲအားလုံးကိုလည်းအနိုင်ယူသွားကထောင်ကနေပြီးတော့မှဖောက်ပြီးထွက်ပြေးသွားပါတယ်။ဆော်နစ်တို့ရဲ့ဘက်မှာတော့အနာကတောထဲမှာမိသားစုလိုက်ပျော်ပွဲစားထွက်နေကြပြီးဆော်နစ်တို့သုံးယောက်ကလည်းထုံးစံတိုင်းပဲအပြည့်ပြိုင်နေကြပေမယ့်တကယ်တမ်းမှဒီနေ့ကဆော်နစ်ကိုတွန်းတို့ကတရားဝင်မွေးစားလိုက်တဲ့နေ့ဖြစ်တာကြောင့်အလုံးတူတူပေါင်းပြီးတော့ဆော်နစ်အတွက်မွေးနေ့ပဲ surprise လုပ်ပေးတာဖြစ်နေပါတယ်။ဒီလိုနဲ့မွေးနေ့ရှင်ကိုယ်တိုင်ဖြစ်တဲ့ဆော်နစ်ကလည်းပြောသွားကသူ့ကိုမွေးစားပေးခဲ့တဲ့တွန်းနဲ့လည်းစကားပြောလိုက်ရင်တောထဲကိုလည်းလမ်းလျှောက်သွားလိုက်ကြတော့အရင်ကနေခဲ့တဲ့အခုအဟောင်းလေးကိုလည်းပြန်ရောက်သွားပြီးအဲ့ဒီမှာတွန်းကဆော်နစ်ကတယောက်တည်းဘယ်လိုမျိုးဖြတ်တန်းခဲ့ရလဲဆိုတာကိုတွေ့သွားပါတယ်။ဒါကြောင့်မဲ့စိတ်မကောင်းဖြစ်သွားကအပေးဖို့အတွက်ကြိုးစားလိုက်ရင်အဲ့ဒီအချိန်နေရာမှာရေးဆွဲထားတဲ့ပုံကနေတစ်ဆင့်စောနီရဲ့ဆရာဖြစ်တဲ့လောင်ကလော့ရဲ့ပုံကိုတွေ့လိုက်ရတာကြောင့်ဘဝဆိုတဲ့အရာကရွေးချယ်မှုတွေနဲ့ပဲပြည့်နေနေတဲ့အရာတစ်ခုဖြစ်ပြီးတစ်ခုကိုရွေးချယ်မယ်ဆိုလို့ရှိရင်နောက်တစ်ခုကိုဆုံးလို့ရစမြဲဖြစ်တာကြောင့်မို့လို့ဆုံးရှုံးသွားတဲ့အရာတွေအတွက်စိတ်မကောင်းမဖြစ်ဖို့နဲ့အခုဆိုလို့ရှိရင်သူတို့ကပို့ပြီးတော့ကောင်းတဲ့မိသားစုဖြစ်အောင်တည်ဆောက်ထားနိုင်ပြီဖြစ်တာကြောင့်အရာအလုံးကနှလုံးသားထဲမှာရှိတဲ့ခံစားချက်နဲ့ပဲဆိုင်တာကိုလည်းပြပြပေးလိုက်ရင်လောင်ကလော့ကိုဆုံးရှုံးခဲ့ရတာကစောနီရဲ့အမှားမဟုတ်ပဲအရာအလုံးပိုကောင်းမှုအတွက်ဖြစ်လာတာဆိုတာကိုရှင်းပြပေးလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့စောနစ်ကလည်းအခုချိန်မှာသာတုံလုံးနဲ့အတူတူနေဖို့အတွက်မရွေးချယ်ပဲလောင်ကလော့အတွက်ကလသားချေဖို့သာရွေးချယ်ခဲ့မယ်ဆိုလို့ရှိရင်သူမဟုတ်ပဲတခြားသူတွေရောက်ဖြစ်သွားနိုင်တဲ့အကြောင်းကိုပြပြနေတော့ဂျပန်မှာရှိနေတဲ့ရှယ်တို့ကတော့သူ့ဖန်ခံထားရတာကအနှစ်90တောင်ကြာသွားပြီဆိုတာကိုသိသွားတာကြောင့်စိတ်တူးနေကမြို့ထဲမှာလည်းပတ်ပြီးတော့ဖျက်ဆီးဖို့အတွက်လုံနေတော့ဒါကိုထိန်းဖို့အတွက်ဂန်အဖွဲ့သားတွေရှောက်လာကတားဖို့လုံနေရပေမဲ့ရှယ်တို့ကပဲအားလုံးကိုပြန်ပြီးတော့တိုက်ခိုက်ပြနေပါတယ်။အဲဒါကြောင့်ဂန်ဖွဲ့ရဲ့လက်ထောက်အရာရှိတူဖြစ်တဲ့ Rowell ဆိုတဲ့မိန်းကလေးတယောက်ကဆော်နီတိုစီကိုတွားလိုက်ကဂျပန်မှာပြည့်ပြည့်နေရတဲ့အကုန်လုံးကိုပြပြလိုက်ပြီးဆော်နီတိုရဲ့အကူအညီကိုတောင်းလိုက်ကပြဿနာကိုဖြေရှင်းဖို့အတွက်လည်းဂျပန်ကိုတူတူတွားလိုက်ကြပါတယ်။ဒီလိုနဲ့ပဲဆော်နီတိုကိုယ်တိုင်ကလည်းသူတို့ရေဆိုင်ရမှာကဘာမှမသိပေမဲ့၃ယောက်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်အရာအလုံးကိုအနိုင်ယူပြနိုင်တာကြောင့်ဂျပန်ကိုရောက်တာနဲ့အောက်ကိုလည်းခုံစင်းလိုက်ကအသိမြင်ထားလိုက်ပေမဲ့ကားတစ်နဲ့ဂိုင်ပေါတာကိုခံလိုက်ရပါတယ်။ကံကောင်းလို့သူတို့စီကိုရောက်လာတဲ့ကားကိုနဂဲကဖမ်းပြလိုက်နေတာကြောင့်မလို့ပေးကြီးသွားပြီမေသူတို့ရှေ့ကပေါ်လာတဲ့ရှယ်တို့ကိုတွေးလိုက်ရတော့ဆော်နီနဲ့တရုတ်ထဲဖြစ်နေတာကြောင့်မလို့သုံးယောက်စလုံးကအံ့ဩသွားပါတယ်။အဲ့ဒီကိစ္စကိုလည်းနောက်မှဖြေရှင်းဖို့အတွက်လုပ်လိုက်ကလောလောဆယ်တော့ရှယ်တို့ကိုအညံ့ခံဖို့အတွက်ဆော်နီတို့ကဖြောင်းပြကြည့်လိုက်ပြီးမြရှယ်တို့ကဆော်နီတို့စကားကိုနားမထောင်မှုလုပ်နေတာကြောင့်မလို့အာသုံးမှုတို့အသိမြင်ထားတဲ့နဂဲကလက်သီးနဲ့ပြေးထိုးလိုက်ပါတယ်။ဒါပေမဲ့လည်းနဂဲရဲ့ထိုးချက်တွေကိုလည်းအသာလေးရှောင်နိုင်တဲ့အပြင်ပြန်ပြီးတော့ပါတိုက်ခိုက်နေနေတာကြောင့်မလို့နဂဲကလည်းလဲကျသွားပြီးအဲ့ဒါကြောင့်မလို့သုံးယောက်စလုံးပေါင်းကအတူတူတိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ပေမဲ့သူတို့အားလုံးပေါင်းလို့မယ်ဆိုလို့ရှိရင်တော့မှရှယ်တို့ကိုမနိုင်ဘူးဖြစ်နေပါတယ်။ရှယ်တို့ကိုယ်တိုင်ကလည်းဆော်နစ်တို့အားလုံးကိုအားနေတဲ့သူတွေဆိုပြီးတော့ခေါ်သွားကသူ့နောက်ကနေပြီးတော့မှဆက်မလိုက်လာကြဖို့အတွက်ပြောပြီးတော့ထွက်သွားလိုက်ပေမဲ့အဲစကားကိုကြားလိုက်ရတဲ့ဆော်နစ်ကမခံနိုင်ဖြစ်သွားကတင်းနဲ့နဂဲတားနေတဲ့ခြားကနေပြီးတော့မှပြေးလိုက်သွားပါတယ်။အမြန်ဆုံးကိုအုံကထွက်ပြေးနေတဲ့ရှယ်တို့ကိုတားဖို့အတွက်